မင်္ဂလာပါရှင်ကျမနာမည်ကတော့နင်းသက်ဝေးဖြစ်ပါတယ်ရှင်ကျမကတော့ MBU International College မှာ BA Honors Foundation တက်မှာတက်ရောက်နေတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်ကျမခုပြောပြမယ့်အရာကတော့ 7-Eleven ရဲ့ HR Manager တွေအကြောင်းပဲဖြစ်ပါတယ် 7-Eleven ဟာနိုင်ငံတော်တော်များများမှာအယောင်အရာဆုံး company ရဲ့ store တွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ် 7-Eleven ဟာနေ့စဉ်လူဦးရေသန်းပေါင်းများစွာကိုဝန်ဆောင်မှုပေးနေပြီးအဲဒီလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ် HR Manager များဟာဝန်ထမ်းခေါ်ယူခြင်းလေ့ကျင့်ပေးခြင်းနဲ့ဝန်ထမ်းထိန်းသိမ်းခြင်းတို့ဟာ HR Manager များအတွက်အရေးကြီးတဲ့အချက်တွေထဲမှာပါဝင်ပါတယ်။ဒီမှာခုပြောသွားမယ့်အချက်တွေကတော့ Performance Management System, Performance Appraisal, Guideline and Disciplinary Policy, Motivation through Reward, Recognize Excellence Member Base Scan အကြောင်းပဲဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့ Performance Management System အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။ Performance Management System ဟာဝန်ထမ်းတွေရဲ့အခန်းကဏ္ဍကိုအထောက်အကူပြုပါတယ်။ဒီစနစ်ဟာဝန်ထမ်းတွေကိုဖောက်သည်များကျေးမွေးမှုနဲ့ရောင်းအားတိုးတက်မှုကိုစောင့်ကြည့်ပြီး target ပြည့်အောင်လည်းကူညီပေးပါတယ်။ဝန်ထမ်းများကိုသတ်မှတ်ထားတဲ့ရည်မှန်းချက်နဲ့ရည်ရွယ်ချက်များကိုလည်းပြောပြထားပါတယ်။ဝန်ထမ်းတွေရဲ့ performance ကိုလည်းပြန်လည်စစ်ဆေးပေးဖို့လည်းလိုအပ်ပါတယ်။နံပါတ်2အနေနဲ့ကတော့ performance appraisal အကြောင်းပဲဖြစ်ပါတယ် performance appraisal ဟာဆိုရင်ပလိုက်မှုမရှိဘဲပွင့်လင်းမြင်သာမှုကိုရရှိစေပါတယ် performance appraisal ကို SMART ကိုဖြည့်တိုင်းတာကြည့်ပါတယ် SMART ကိုဘယ်သူတွေတိုင်းတာလဲဆိုရင်တော့ HR Manager တွေပဲဖြစ်ပါတယ် HR Manager တွေကလည်းဝန်ထမ်းတွေ performance နဲ့အောင်မြင်မှုကိုကြည့်ပြီးအကဲဖြတ်ပါတယ် 7-Eleven ရဲ့အကဲဖြတ်ခြင်းစနစ်ဟာရလိုက်ကိုတင်ကြည့်ရမဟုတ်ပဲဖောက်သည်ရဲ့မှတ်ချက်တွေနဲ့လိုက်နာမှုတွေကိုလည်းပွင့်လင်းမြင်သာစွာတိုင်းတာကြည့်ပါတယ်ဝန်ထမ်းတိုင်းတာကြည့်သလိုဝန်ထမ်းတွေနဲ့ဆွေးနွေးပြီးပြဿနာများကိုလည်းဖြေရှင်းပေးရန်လည်းအရေးကြီးပါတယ်နံပါတ်3အနေနဲ့ကတော့ Guideline and Disciplinary Policy အကြောင်းပဲဖြစ်ပါတယ်7-Eleven ဟာဝန်ထမ်းဟာဆိုရင်ဝန်ထမ်းများကြုံတွေ့နိုင်တဲ့ဘယ်နည်းသည့်အခက်အခဲကိုမဆိုဖြေရှင်းပေးနိုင်တဲ့စနစ်ရှိသလိုစည်းကမ်းဖောက်ဖျက်ရင်လည်းတရားမျှတစွာအရေးယူဆောင်ရွက်ပေးပါတယ်။ HR Manager များဟာဝန်ထမ်းများနဲ့ကုမ္ပဏီကြားယုံကြည်မှုတည်ဆောက်ပေးပြီးအလုပ်သမားဥပဒေနဲ့အညီဘေးကင်းသောလုပ်ငန်းခွင်တစ်ခုဖြစ်အောင်လည်းဖန်တီးပေးထားပါတယ်။နံပါတ်4အနေကတော့ Motivation through Reward System အကြောင်းပဲဖြစ်ပါတယ်။ 7-Eleven ဟာဆိုရင်ဝန်ထမ်းတွေကို financial benefit, promotion, opportunity အခွင့်အရေးများနဲ့စိတ်ဓာတ်တွေကိုမြင့်တင်ပေးပါတယ်ဝန်ထမ်းဒီလိုပြုလုပ်ခြင်းဟာဝန်ထမ်းတွေကို motivate ဖြစ်စေပြီးကုမ္ပဏီနဲ့ရေရှည်လုပ်ကိုင်ခြင်းစိတ်ကိုလည်းဖြစ်ပေါ်စေပါတယ်နံပါတ်5အနေနဲ့ပြောပြသွားမယ့်ဟာတော့ recognize excellence member တွေအကြောင်းကိုပြောပြသွားမှာပဲဖြစ်ပါတယ်7-Eleven ဟာဆိုရင် formal and informal နည်းလမ်းနှစ်ခုကိုအသုံးပြုပြီးကောင်းမွန်တဲ့ဝန်ထမ်းများကိုလည်းရှာဖွေနိုင်ပါတယ်HR Manager များဝန်ထမ်းများကိုလက်မှတ်များဆုများအတိအမှတ်ပြုပေးပြီးတခါတရံမှာနှုတ်ဖြင့်ကြီးကျူးခြင်းဖြင့်လည်းအတိအမှတ်ပြုကြပါတယ်ဒီလိုလုပ်ခြင်းဟာဝန်ထမ်းတွေရဲ့စိတ်ကိုလည်းမြင့်တင်ပေးသလိုလုပ်ငန်းကိုလည်းပိုမိုတိုးတက်စေပါတယ်နောက်ဆုံးအနေနဲ့ပြောပြသွားမယ့်အချက်ကတော့ base scan အကြောင်းပဲဖြစ်ပါတယ် base scan ဟာဆိုရင်base scan ကို 7-Eleven ကုမ္ပဏီဟာဆိုရင်အလုပ်ကိုင်သို့မဟုတ်အလုပ်လုပ်ချိန်ပေါ်မူတည်ပြီးလစာပေးတဲ့စနစ်ကိုအသုံးပြုကြပါတယ် 7-Eleven လစာစနစ်ကအရေးရှိတဲ့ဝန်ထမ်းတွေကိုကုမ္ပဏီရေရှည်ရှိနေဖို့ကိုလည်းကူညီပေးပါတယ် conclusion အနေနဲ့ကတော့ 7-Eleven ရဲ့အောင်မြင်မှုဟာဝန်ထမ်းတွေရဲ့လုပ်ဆောင်ချက်ကိုကြည့်ပြီးကုမ္ပဏီရဲ့ goal တွေနဲ့ကိုက်ညီအောင်စီမံခန့်ခွဲပေးတဲ့ HR Manager အကြောင်းပဲဖြစ်ပါတယ်ရှင်။